အားလုံးပဲမင်္ဂလာပါထူးထူးခြားခြားစံချိန်ရှင်လူသား9ဦးနံပါတ်1ကမ္ဘာအရက်ရှည်ဆုံးလူသားတူရကီနိုင်ငံသားဆူတန်ကိုဆန်ဟာခုနောက်တွင်းရှိဂျိတ်တစ်ခုကြောင့်ကြီးထွားနှုန်းဟော်မုန်းတွေအလွန်ကြုံထွက်ပေါ်လာတဲ့ဂက်ဂက်တီဇင်ဆိုတဲ့ဝေဒနာကိုခံစားခဲ့ရသူဖြစ်ပါတယ်ဒီခြေနေကြောင့်ပဲသူ့ရဲ့အရက်ဟာ251စင်တီမီတာ8ပေ1.8 လက်မအထိရှိလာခဲ့ပြီးယနေ့အချိန်ထိသက်ရှိထင်ရှားကမ္ဘာအရက်ရှည်ဆုံးလူသားအဖြစ်ကမ္ဘာဂရင်းနဲ့စံချိန်တင်ထားနိုင်စေဖြစ်ပါတယ်နံပါတ်2လက်သက်အရှည်ဆုံးမျိုးသမီးအမေရိကန်ပြည်ထောင်စုမင်နီဆိုတာပြည်နယ်ကဒီယာနာအန်စထရောင်းဟာ2022ခုနှစ်မတ်လ17ရက်နေ့မှာကမ္ဘာအရှည်ဆုံးလက်သက်ပိုင်ရှင်အဖြစ်ဂရင်းနဲ့စံချိန်တင်ခဲ့ပါတယ်သူမရဲ့လက်နှစ်ဖက်စလုံးကလက်သက်အရှည်စုစုပေါင်းဟာ42ပေ10.4 လက်မအထိရှိပါတယ်ထူးခြားတာကသူမဟာ1998ခုနှစ်မှာဆုံးပါသွားတဲ့သမီးဖြစ်သူကိုရည်စူးပြီး25နှစ်ကျော်တိုင်လက်သက်မညက်ပဲထားခဲ့တယ်လို့ဆိုပါတယ်ယနေ့ချိန်ထိလည်းသူမရဲ့စံချိန်ကိုချိုးဖျက်နိုင်သူမရှိသေးပါဘူးနံပါတ်3နှာခေါင်းရှည်ဆုံးလူသားကမ္ဘာနှာခေါင်းရှည်ဆုံးပိုင်ရှင်အဖြစ်ဂရင်းနဲ့စံချိန်တင်ထားသူကတော့တူရကီနိုင်ငံသားမဲမက်အိုဇူရက်ပဲဖြစ်ပါတယ်2010ပြည့်နှစ်မတ်လ17ရက်နေ့မှာသူ့ရဲ့နှာခေါင်းဟာ8.8စင်တီမီတာ3.46 လက်မအရှည်ရှိတယ်လို့တရားဝင်အတည်ပြုစံချိန်တင်ခဲ့တာပါစံချိန်တင်ပြီး73နှစ်အကြာ2023ခုနှစ်မေလ17ရက်နေ့မှာတော့သူဟာကွယ်လွန်သွားခဲ့ပါတယ်ဒါပေမဲ့ယနေ့ချိန်ထိတော့သူ့ရဲ့စံချိန်ကိုချိုးဖျက်နိုင်လို့မရှိသေးပါဘူးနံပါတ်4ပါးစပ်အကျယ်ဆုံးလူသားကမ္ဘာပါးစပ်အကျယ်ဆုံးလူသားအဖြစ်စံချိန်တင်ထားသူကတော့အန်ဂိုလာနိုင်ငံသားဖရန်စစ်ကိုဒိုမင်ဂိုဂျိုအာကင်ပဲဖြစ်ပါတယ်သူ့ရဲ့ပါးစပ်ဟာ19စင်တီမီတာ6.69 လက်မအထိကျယ်အောင်ဖျဲနိုင်ပြီးကိုကာကိုလာတဘူးလုံးကိုတောင်ဘေးတိုက်အနေထားနဲ့ထည့်ထားနိုင်ပါတယ်2010ခုနှစ်မတ်လ17ရက်နေ့မှာဘဲနစ်စံချိန်တရားဝင်ထည့်ခဲ့ပြီးယနေ့ချိန်ထိလည်းကမ္ဘာပါးစပ်အကျယ်ဆုံးလူသားအဖြစ်မှတ်တမ်းဝင်နေစေဖြစ်ပါတယ်နံပါတ်5မျက်လုံးပြူးနိုင်ဆုံးလူသားကမ္ဘာမျက်လုံးပြူးနိုင်ဆုံးလူသားအဖြစ်စံချိန်တင်ထားသူကတော့အမေရိကန်နိုင်ငံသူကင်ဂွန်မန်ပဲဖြစ်ပါတယ်သူမရဲ့မျက်လုံးကိုရက်ခွန်အပြင်ဘက်12မီလီမီတာ3.49 လက်မအထိထွက်အောင်ပြုပြနိုင်သူပါဒီထူးဆန်းတဲ့အရေးချင်းဟာမတော်တဆခေါင်းထိခိုက်ရာကနေစတင်ခဲ့တယ်လို့ဆိုပါတယ်2009ခုနှစ်ကတည်းကစံချိန်တင်ထားတဲ့သူမကို2022ခုနှစ်မှာစိန်ခေါ်သူအသစ်ပေါ်လာခဲ့ပြီးမြဲယနေ့တိုင်သူမဟာကမ္ဘာမျက်လုံးမြူးနိုင်ဆုံးမျိုးသမီးဖြစ်မှတ်တမ်းဝင်နေစေဖြစ်ပါတယ်အဆုံးထိနားထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်